ချက်တလုံးကမမွေးလေးစားကြရအောင်ချက်တလုံးကိုကင်စားတာပဲဖြစ်ဖြစ်ပေါင်းပြီးတော့ဆက်လက်နဲ့ထုတ်စားတာပဲဖြစ်ဖြစ်အရင်စားကောင်းတဲ့လုံကြီးလေးကိုလာပြောပြပေးရမှာဖြစ်ပါတယ်အရင်ဆုံးချက်သားကိုရေကတက်တာပေါ်ကမှ15မိနစ်လောက်အေးခံထားလိုက်ပါတယ်ပြီးရင်ချက်တမျိုး3တဲ့ချက်သားမုံတက်စုံစားတကြားခရုစီပဲငံပြာရည်ရိုးငါးငံပြာရည်တွေကိုထည့်ပါပြီးရင်ကောမုံတစုံကိုလည်းထည့်လိုက်ပါတယ်အမစ်ဆက်မဆလာမုံနဲ့ငရုတ်ကောင်းကိုလည်းအနံ့လေးမွေးအောင်ထည့်လိုက်ပါတယ်အားလုံးကိုကြိတ်ပြီးပြီဆိုရင်တော့ရေခဲကိုထည့်ပြီးတော့ကြိတ်ပေးလိုက်ရပါမယ်။ညတော့ရင်တော့ဇွန်းလေးနဲ့ကော်ပြီးခါချကြည့်လို့မကြတော့ဘူးဆိုရင်ရပါပြီ။တစ်လုံးလုပ်ဖို့ဆိုရင်လက်ကိုရေကိုင်မှပြီးလို့ရှိရင်ရေစွတ်ထားတဲ့လက်မှာချက်သားကိုထည့်ပြီးတော့ညှိလိုက်ရင်အလုံးလေးရပါပြီ။ဇွန်းလေးနဲ့ကော်ပြီးတော့အရင်ပုံနေတဲ့ရင်နွေးထဲမှာမီအေးနဲ့ပြုတ်ပေးရပါမယ်။ပပတ်စုနေရမျိုးဆိုရင်ချက်သားလုံးလေးကကွက်သားတတ်ပါတယ်။15မိနစ်လောက်ပြုတ်ပြီးပြီဆိုရင်တော့ရပါပြီ။ချက်သားလုံးလေးတွေကထုတ်လေးဖြစ်နေဖို့ဆိုရင်အိုးတဲကချပြီးတာနဲ့ရေခဲရေကိုတစ်ခါတန်းပြီးတော့စိမ်ပေးရပါမယ်။ချက်သားလုံးအေးသွားတဲ့အထိစိမ်ပေးရပါမယ်ရှင်။ဒီနေထားမှာဒီတိုင်းလေးပဲစားလို့ရတယ်လို့စီဘူးထဲမှာကြော်စားလေးရပါတယ်။ကျွန်မတော့ဒီနေ့အဖလိုက်ရလေးနဲ့กินပြီးတော့စားလိုက်ပါတယ်ရှင်။အဖလိုက်ရထဲမှာမိနစ်20လောက်ဟိုဘက်ဒီဘက်လှည့်ပြီးกินပြီးပြီဆိုရင်တော့နဲ့မမွေးလေးနဲ့ချက်တလုံးကင်လေးရရှိမှာပဲဖြစ်ပါတယ်ရှင်ချက်တလုံးကင်မမွေးလေးနဲ့တွဲစားဖို့အတွက်အချင်းရည်လေးဆက်ပါမယ်မကြီးရည်တွေ sauce တွေနဲ့လည်းလိုက်ပေးမယ်ဒီနေ့ကတော့ seafood sauce လေးကိုပဲဖြော်လိုက်ပါတယ်နည်းနည်းတစ်စီငရုတ်သီးချက်သွန်ဖြူထည့်ပါချက်သွန်ဖြူကတော့3တက်လောက်ပဲထည့်ပါငရုတ်သီးကတော့ဆက်ကြရင်များများထည့်ပါအတာအတွက်စားတကြားချက်သားမုံငံပြာရည်တွေကိုထည့်ပါပြီးရင်တော့တမန်ဒီလေးကိုညှစ်ထည့်လိုက်ပါတယ်တမန်ဒီလေးထည့်ပြီးရင်တော့ရေတန်လေးကိုအနည်းငယ်ထည့်ပေးလိုက်ပါမုံဖက်လေးနဲ့ဆက်လက်လေးနဲ့ထုတ်စားရင်လည်းအရင်ကမှစားကောင်းပါတယ်စားရင်လည်းအနက်မွေးလေးနဲ့အရင်ကစားကောင်းပါတယ်ရှင်အားလုံးပဲစားကြပါအောင်ရှင်